တောင်ပေါ်ကလမ်းညွန်အမှတ်သားတွေဟာအသက်ကယ်ယုံတင်မကပဲမနာလိုမှုနဲ့လောဘတွေကိုပါဆွဲဆောင်နေပါတယ်ကျိုးတစ်ချွမ်ဇူရှက်ချွမ်တင်းကျပ်စွာချမှတ်ထားတဲ့ဘေးကင်းရေးလမ်းကြောင်းတွေကိုမတမာသူညီကိုနှစ်ယောက်ကခိုးယူဖို့ကြိုးစားလာခဲ့ကြပါပြီအကိုဖြစ်သူရဲ့မာယူရဲ့ဆံမှုနဲ့လောဘကြောင့်ညီဖြစ်သူကစိုးရိမ်နေပေမဲ့မတားဆီးနိုင်ခဲ့ပါဘူးသူတို့ဟာစီကန်းတွေကိုလစ်လူရှုပြီးကျိုးတစ်ချွမ်မှတ်သားထားတဲ့မတ်ဆောက်လွန်လာတဲ့တောင်ဆောင်တွေစီကိုအတင်းတက်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တောင်တန်းကြီးကတော့မတမာသူတွေကိုအလွယ်တကူခွင့်မပြုခဲ့ပါဘူးလမ်းညွန်မရှိဘဲတက်မိတဲ့အခါမကြခင်မှာပဲသူတို့အသက်အန္တရာယ်နဲ့ကြုံတွေ့လာရပြီးခြေလမ်းတိုင်းဟာ6ကန်းပါးစီကိုတွန်းပို့နေတယ်လို့ဖြစ်လာခဲ့ပါတယ်အန္တရာယ်ကြုံမှပဲညီဖြစ်သူကကြောက်လန့်တကြားအနောက်ပြန်ဆုတ်ဖို့တောင်းပန်ပါတော့တယ်ကျိုးတစ်ချွမ်ရဲ့အသိပညာနဲ့အတွေ့အကြုံဟာအသက်နဲ့ယဉ်ပြီးရယူထားတာဖြစ်ကြောင်းဘေးလူတွေကသတိပေးနေပေမဲ့လောဘဇောကန်းနေတဲ့အကိုဖြစ်သူကတော့အမှန်တရားကိုလက်မခံချင်ပါဘူးသူကကိုယ့်ရဲ့မစွမ်းဆောင်နိုင်မှုကိုစဉ်းစားရမယ့်အစားကျိုးတစ်ချွမ်ကလမ်းကောင်းတွေကိုဖုံးကွယ်ထားပြီးအန္တရာယ်ရှိတဲ့လမ်းတွေကိုမှသူများကိုပေးတာဆိုပြီးရိုးစွတ်အပြစ်တင်ပါတော့တယ်သူများပင်ပန်းခံရေးဆွဲထားတဲ့လမ်းကြောင်းကိုသူ့ကိုအလကားမပေးလို့ဆိုပြီးရန်ညှိုးခွဲလိုက်တာပါသူသာဒီလမ်းကြောင်းကိုမအပ်ရင်ငါသူ့ကိုဘာလုပ်ပြစ်မလဲကြည်ထားလိုက်ဆိုတဲ့ကြောက်စရာကောင်းတဲ့ချိန်ချောက်မှုနဲ့အတူမတမာသူတွေရဲ့မနာလိုမှုဟာလာမယ့်ရက်တွေမှာကျိုးတစ်ချွမ်အတွက်ကြီးမားတဲ့အန္တရာယ်ဆိုးကြီးဖြစ်လာတော့မှတေချာနေပါတော့တယ်